မျက်နှိုးထားတဲ့အရာတွေပျက်စီးပြီဆိုရင်မျက်နှိုးထားရင်မျက်နှိုးထားသလောက်ကျွတ်တို့ဆင်းရဲရမှာပူလောင်ရမှာဒါသဘာဝဒါနိယာမအဲ့တော့ကိုမျက်နှိုးထားတဲ့အရာတွေထဲမှာလည်းပဲမပျက်စီးတဲ့အရာကတခုမှမပါဘူးမုတ်ချပျက်စီးမှာပျက်စီးခြင်းကြလို့ပျက်စီးပြီဆိုရင်အဲ့ဒါရဲ့ပုံမှာနားလည်မှုပညာနဲ့အလိုဆန္ဒတွေမမုန်းမှုတွေကိုလျှော့မချထားနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကဘာဖြစ်မှာလဲဆင်းရဲရလိမ့်မယ်ပူလောင်ရလိမ့်မယ်အထူးသဖြင့်ကျုပ်တို့တွေဟာဘယ်ရာရဲ့ပုံမှာမမုန်းမှုတွေ့တာမှုအကြီးမားဆုံးဖြစ်နေလေလို့စီးသေးခြင်းအဖြေဘလို့ရကိုယ်ခန္ဓာရဲ့ပုံမှာကိုယ်ဘဝရဲ့ပုံမှာမမုန်းမှုတွေ့တာမှုအကြီးဆုံးပဲကိုယ်ခန္ဓာရဲ့ပုံမှာမမုန်းမှုကိုလျှော့နိုင်ရင်သူများခန္ဓာရဲ့ပုံမှာမမုန်းမှုကအလိုလိုတောင်လျော့မယ်လို့ထင်ကိုယ်အကြောင်းတကယ်နားလည်သွားလို့ကိုယ့်ဘဝရဲ့ပုံမှာမမုန်းမှုနည်းသွားပြီဆိုရင်ပြင်မကအရာတွေရဲ့ပုံမှာမမုန်းနေတာတွေဟာအလိုလျောက်နေပါသွားဟုတ်လားတော့ကိုယ်ခန္ဓာမှာကိုယ်ဟာအမက်မောဆုံးဖြစ်တဲ့တွေ့ရောကိုယ်ခန္ဓာပျက်စီးတဲ့အချိန်မှာကိုယ်ဟာအပူလောင်အားဆုံးအပင်ပန်းအားဆုံးဖြစ်လိမ့်မယ်ဒါကိုနားလည်တာဒါကြောင့်ကိုယ်ခန္ဓာရဲ့ပုံမှာမမုန်းမှုကိုဘုန်းဘုန်းတို့တွေဟာလျှော့ချနိုင်ဖို့လိုတယ်ဘယ်နည်းနဲ့လျှော့ချမှာတော့ဆိုတော့ဒုက္ခသစ္စာမကောင်းတဲ့သဘာဝကိုမြင်တဲ့မြင်အောင်ကြိုးပမ်းအထောက်တဲ့နည်းနဲ့ဘဝခန္ဓာရဲ့ပုံမှာမမုန်းမှုကိုလျော့နေအောင်လုပ်ရမှာဘုန်းတို့မမုန်းနေတဲ့ตายရနေတယ်ရစ်မှုနေတယ်ဆိုတာကောင်းတယ်ထင်လို့မကောင်းတဲ့အရာကြီးကိုကောင်းတယ်ထင်နေတော့အဲ့ဒါမမုန်းမှုตายရမှုလောဘကနောက်ကတွဲပြီးတော့လိုက်တယ်အဲ့ဒီလောဘကိုမကြိုက်ဘူးခွာချထားခဲ့ခြင်းလေဆိုရင်မကောင်းတာကိုမကောင်းမှန်းသိအောင်လုပ်ရမယ်အဝိဇ္ဇာနော်ပယ်ဖြောက်ပြီးတော့ဝိဇ္ဇာတရားနဲ့ဘုန်းဘုန်းတို့တွေကကိုယ့်ရဲ့စိတ်ကိုလင်းလက်အောင်အသိဉာဏ်နဲ့ဘုန်းဘုန်းတို့ကြီးမားအောင်တည်ဆောက်ရနော်အသိဉာဏ်ကြီးမားအောင်တည်ဆောက်မှမသိမှုနည်းမှမသိမှုနည်းမှသောတာပြောရတဲ့မမောတဲ့တွေ့တာတဲ့သဘောတွေဟာလျော့သွားမှာအဲ့ဒီကြတော့မှပျက်စီးခြင်းမှာဘုန်းဘုန်းတို့တွေဟာနော်တည်ငြိမ်မှုငြိမ်အေးမှုချမ်းသာမှုနဲ့ရင်ဆိုင်နိုင်မှာဒါကအနာဂတ်အတွက်ကြိုတင်ပြီးတော့ဘုန်းတို့ပြင်ဆင်တဲ့အနေအထားမျိုးကိုတက်ရောက်နေတယ်ဆိုတာလေးကိုတွေးမိဖို့ပြောတာသစ္စာဆိုတဲ့အမှန်သဘောကိုသိမြင်နားလည်ပြီးတော့နေခြင်းဟာအနာဂတ်ပျက်စီးမှုနဲ့ကြုံလာတဲ့အခါမှာတတ္တရာရစေမှာဖြစ်တယ်လို့အခုလုံးလုံးစေပြစ္ဆုတ်ပံမှာလည်းပဲငြိမ်းအေးမှုချမ်းသာမှုကြည်လင်မှုတန်ရှင်းမှုကိုရစေတာပါပဲအဲ့ဒါကိုလည်းဘုံဘုံတို့နားလည်ရမယ်ဟုတ်လားဒါကြောင့်သေခြင်းဆိုတဲ့ဘဝခန္ဓာရဲ့ဒုက္ခသစ္စာသဘောဒါကိုဘုံဘုံတို့ဘာလို့လဲကြည်ကြဲပြန့်ပြန့်နားလည်အောင်ကြိုးစားရမယ်အခုအဲ့ဒီစိတ်နှလုံးမှာစွဝင်နေတဲ့မြားညောင်းကိုဆွဲနှုတ်နိုင်စွမ်းရှိတဲ့ဒေသနာလို့အဓိပ္ပာယ်ရတဲ့တန်လာတုတ်တံအဲ့ဒါဆိုတော့တူရီသောသားလေးတေဆုံးသွားလို့သောကပရိဒေဝံပြီးတောက်လောင်နေတဲ့တကြွေတယောက်ကိုမြတ်စွာဘုရားဒီခါထားတယ်